ကုံတလာကန်ကြီးရှိတယ်မန္တလေးကနိယတမဟုတ်ဘူးတဲ့မြို့တွေရှိတယ်ရက်ွက်တွေရှိတယ်မြို့ရက်ွက်အတွက်ကြီးဝင်းရံထားတာကာဟကိုးကန်နဲ့ကိုးငါကိုးကုန်းနဲ့တောင်ငါကိုးလုံးနဲ့ဝင်းရံနေမြို့ဦးသားထိုင်အောင်မှတ်ဦးသားလက်ဆောင်ရှိဘောကာကောကန်အဲ့ဒီကာကိုးကန်ကမြို့တွေရက်ွက်တွေရှိတယ်ဂျာနီကနာနာကအောင်ပင်ကတောင်ပင်ကမင်းကမဲနဲ့ကလေးကခိုင်တက်ကစစ်ကြီးကကုန်းကလည်းထုံလေးတူသွားပဲဒီချောကုန်းကြီးတော့ကုန်းသစင်းကုန်းတမန်ကုန်းဝါကိန်းကုန်းအုတ်ရှိကုန်းကလပြိုးကုန်းဘုံနာကုန်းနောက်ဆုံးပါလေဘောရီကုန်းတောင်ကလည်းထုံလေးတူသွားပဲစားကတော့ငါးမိန်တော်ကနမတော်ပြည်လောက်တော့တကယ်မတော့ရန်ကိန်းတော်ကလမတော်ပြက်ညင်တော်နောက်ဆုံးပါလေမလေးတာကိုတောင်းလေး29နေ့နဲ့ပေါ်တော့ကိုတို့မန္တလေးတိုင်းကဗိဓိပညာရှင်တွေအများဆုံးထွန်းကားတော့ဟာဒီဗိဓိခါတော်မှာဒီကိုယ်နှဝင်းချီအောင်လုပ်တယ်မုံလုံးကြီးပေါ့ကိုဒီကမုံဒီကနာရငါလုံးဒီကနာရလေးငါနဲ့လေးနဲ့မကိုရေဒီကနာရလေးပေါ်ဒီကနာရငါလေးနဲ့ငါနဲ့မကိုနှဝင်းတက်မှာဒါကြောင့်တန်ဖိုးတွေတတ်မှတ်ပြီးကြတာအစစ်ဆက်ကကန်ကျန်းတဲ့မုံပွဲအကြောင်းကရေလေးခဏခဏပြောပြီးတော့ခါတော့ရွှေဖုံးတော်ပေါ်ရပါဘောတို့မြန်မာညာကုန်းနလာရောမရှိကြရကလည်းဆန်းဆန်းဆန်းပါပြီကျမခိုင်ငါဆုံးမျိုးကိုဒါကမရှိဘူးတို့ငမမေတို့အမတို့အဲ့ဒီကောင်လာကန်ကြီးမှာကြာမလဲခိုင်ပွင့်တယ်ကြာပန်းခိုင်ငါးကန်ဘာသာကဘာမှဖယားငါးစုပွင့်တာဒီစားနဲ့ချိုးတာကျမခိုင်ငါဆုံးမျိုးကိုသာသနာဝိရခါတဲ့သာသနာထွန်းကားတဲ့မန္တလေးတောင်စာကဘယ်နဲ့ချိုးတယ်မှတ်တယ်တောင်မမောင်တောင်မမောင်တောင်မမောင်မခေါ်လို့ဖူရအောင်ဘာလီနေဝါပေါ့တောင်မမောင်မခေါ်လို့ဖူရအောင်ဦးချမ်းနေပါလိုက်ခဲကြပါတော့ခင်ဗျာတို့ငမေးမေးရွာရင်ကျောင်းတော်ကအကုန်လုံးပေါ်တယ်ငမေးမေးရင်ပြိုလို့မောင်းရင်ရွတ်သားနေရင်ကျွန်တော်ဖိတ်သိမ့်မင်္ဂလာရင်ညာနဲ့မောင်းရင်ညာနဲ့မရှိပြုံးအတူသွားပါမှာမ